ကိုစင်ကိုတိပါဗနီရှီကိုမက်ဆီလို့မထင်နေနဲ့ဆိုပြီးတော့သတိပေးလိုက်တဲ့ကာဘီပြည်သူများလုံးမင်္ဂလာပါများ Red Bull တိုင်းကတင်ဆက်နေပါတယ်။ Atletico ကစားမကာဘီကတော့ဗနီရှီယာဂျူနီယာအနေနဲ့ကိုပဝင်မြင့်နေတာမျိုးတွေရက်တန်းကရက်တင်ပြီးလို့သတိပေးပြောကြားလိုက်ပါတယ်။ဒါမျိုးကမက်ဆီလောက်ရင်ကြားကောင်းနိုင်သေးပေမဲ့ဗနီရှီယာအနေထားလောက်နေကတော့ဒီလောက်ဒီပဝင်မမြင့်တင်ဘူးလို့လေကာဘီကပြောကြားခဲ့တာပါ။ဒီကြောင့်နဲ့ပတ်သက်လို့ကာဘီကဗနီရှီယာဟာသူ့နားမှာရှိတဲ့လူတိုင်းကိုစမ်းသပ်နေပါတယ်။ကျွန်တော်တို့ကတော့ဒါကကြိုးမှန်းလို့ရတဲ့အရာပါ။အရေးယူရမှာကနီးပြအလုပ်ပါကျွန်တော်မကြိုက်ဆုံးအရာကလူရှိသူရှိမှာဘောလုံးသမားတွေကိုအကဲပိုးပြနေတာပါနောက်ကမှဖြည့်ရှင်းရင်ဗာပြဿနာမှရှိမှာမဟုတ်ပါဘူးအက်ကလစီကိုပွဲပြီးတဲ့အခါကျွန်တော်ဘာလုပ်မလဲနီးပြနဲ့စကားပြောပါမယ်ဒါကနီးပြကိုမတောင်းမှန်မင်းနဲ့ statement ထုတ်ရုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူးဒါကလက်ခံလို့မရသလိုဘဝင်မြင့်ရကြပါတယ်ခင်ဗျားသာလီယိုနယ်မက်ဆီလိုတယောက်ထင်းနဲ့နိုင်ပွဲတွေယူပေးတဲ့ကစားမမဟုတ်ရင်ဘယ်သူကမှကိုအသင်းထက်မှထားလို့မရပါဘူးအဲ့လိုစိတ်သက်ရှိနေသေးရင်တော့ဒါကပြဿနာပါလို့မှတ်ချက်ပြီးပြောကြားလာခဲ့ပါတယ်ဗီနီရှီယာကကွင်းထဲမှာသာမကကွင်းပြင်ပမှာပါအမြဲတမ်းစကားဝိုင်းနဲ့ဝင်နေရတဲ့နာမည်ကြီးတစ်ယောက်ဖြစ်လာပါတယ်။ဂါဘီရဲ့စကားထဲမှာပြောထားတဲ့အချက်နှစ်ချက်ကိုထုတ်နှုတ်တင်ပြရမယ်ဆိုရင်တော့ဓမ္မတစ်ခုကဗနီရှီယာဟာလူရှိမှမကြာခဏပြဿနာလုပ်တတ်တယ်ဆိုတဲ့အချက်ပါ။ဒါအရန်ကိုမှန်ကန်နေပါတယ်။ပွဲတွေအတွင်းမှာစိတ်မထင်သလိုဖောင်းဘောတွေကျူးလွန်တာနဲ့ဒိုင်းကိုချက်ချင်းရင်ဆိုင်လိုက်တာမျိုးပြပြကစားမတွေနဲ့အခြေတင်စကားများပြီးတော့စကားတိုင်းလူပြောဆိုတာမျိုးလက်လန်းမီတဲ့ emotional reaction တွေကဗနီရှီယာစီမှာအမြဲတမ်းမြင်တွေ့နေရတဲ့ပြဿနာတွေဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့နီးပြအပေါ်မှာမလေးစားဘူးတဲ့သဘောဖြစ်ပါတယ်။ဂါဘီကဂုဏ်စရာကောင်းတဲ့ကပတိန်တယောက်ဖြစ်ခဲ့သူပါသူကစီကံပိုင်းဆိုင်ရာကိုလေးစားတတ်တဲ့ကာချာတွေကလူတယောက်ပဲဖြစ်ပါတယ်အဲဒါကြောင့်ဗီနီစီယာရဲ့စိတ်ခံစားမှုဆိုင်ရာလုပ်ရတဲ့ပုံမှာဂါဘီကဝေဖန်ပြောဆိုလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဗီနီစီယာလူငယ်တယောက်အနေနဲ့ကြက်တည်မရှိဘူးလို့မပြောနိုင်ပါဘူးဒါပေမဲ့သူရဲ့စွမ်းရည်နဲ့အသင်းအတွက်ပေးနိုင်တဲ့အရာတွေပုံမှာတော့ငါမှယုံကြည်မှုတရားခိုင်နှုန်းရှိတယ်လို့အန်စတိုရီကပြောဖို့ခဲ့တာကြောင့်ဂါဘီကဗီနီစီယာကိုဝေဖန်တာကစိတ်ကံပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒါအဓိကဖြစ်တယ်လို့သုံးသပ်ရပါတယ်ပြောမယ်ဆိုရင်တော့ဗီနီစီယာက bad attitude မဟုတ်ဘူးဒါမဲ့ emotional ဖြစ်လွယ်တဲ့ player ဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။လက်တွေ့ဘောလုံးလောကထဲမှာ superstar တယောက်ဖြစ်ဖို့ဆိုရင်စွမ်းရည်ကောင်းရုံလောက်နဲ့မလုံလောက်ပါဘူး။ခေါင်းဆောင်မှုရောလေးစားမှုအရင်ခံတဲ့အပြုမှုလည်းလိုအပ်ပါတယ်။ဂါဘီကဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့သူတယောက်ဖြစ်ပါတယ်။သူ့ရဲ့မြင်ထဲမှာဗီနီစီယာကလူတွေရဲ့လေးထားမှုကိုအသုံးချပြီးမလိုအပ်တဲ့သဘောထားတွေပြသနေတယ်လို့ယူဆနေပါတယ်။ဒါမျိုးမပြင်နိုင်ဘူးဆိုရင်တော့နီးပြတွေအတွက်အသင်းအတွက်ပရိသတ်အတွက်ပါခက်ခဲမှုတွေဖြစ်လာနိုင်ပါတယ်။ဗီနီစီယာကစားမကောင်းတယောက်ဖြစ်ပါတယ်။ဒါမဲ့သူ့စီမှာရှိတဲ့ emotional issue လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကိစ္စတွေ behavior inconsistency လို့ခေါ်တဲ့အကျင့်စာရိတ္တမညီညွတ်ခြင်းတွေကြောင့်လူမြင်မကောင်းတာတွေဖြစ်တတ်ပါတယ်။အဲဒီတော့ဗီနီစီယာအနေနဲ့သူ့ရဲ့စိတ်ဓာတ်ကိုပြင်ဆင်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ကို superstar တယောက်အဖြစ်ထင်မြင်ယူဆနေပြီးနီးပြနဲ့အသင်းမော်တွေထက်ကိုကအထက်ကရှိရလို့ထင်တာမျိုးဖြစ်လာမယ်ဆိုရင်အသင်းအတွင်းစင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။အဲဒါကြောင့်ဗီနီစီယာအနေနဲ့အနည်းဆုံး team talk အတွင်းမှာ self criticism ဆိုတဲ့ကိုဝေဖန်မှုတွေပါတဲ့ပုံစံမျိုးတွေပြောခြင်း coach first mentality ဆိုတဲ့နီးပြတီတာပထမဆိုပြီးစိတ်ထဲမှာမှတ်ယူခြင်း leadership quality ခေါင်းဆောင်မှုပိုင်းဆိုင်ရာအကြီးသွေးတွေတိုးဖို့နီးပြနဲ့ပူးပေါင်းခြင်းစတာမျိုးတွေပြုလုပ်ရမှာဖြစ်ပါတယ်ဗီနီစီယာရဲ့အင်တာဗျူးတွေဟာတခါလေမှာမတိမတာနဲ့ fireback မိလောင်အားလေးပင်လုံနေတဲ့တုံပါသွားတတ်ပါတယ်ထုံးစံတိုင်းပဲမီဒီယာလည်းဒါကိုပုံကြီးချက်ဖော်ပြဖို့ကြိုးစားတတ်ကြပါတယ်ဒါဟာ reputation ဆိုတဲ့ဂုဏ်သတင်းအတွက်သာမကစိတ်ဖိစီးမှုပါတိုးမြင့်ပေးတတ်ပါတယ်။ဘယ်အတွက်မှအကျိုးမရှိတဲ့ controversy အငြင်းပွားမှုဖြစ်ပဲနောက်ဆုံးမှာကြံနေရတတ်ပါတယ်။အဲဒါကြောင့်ဗီနီစီယာအနေနဲ့ public relation manager ကိုယုံကြည်စွာအသုံးချဖို့အင်တာဗျူးတွေမတိုင်ခင်မှာ script talking point ကိုပြောမဲ့အချက်တွေနဲ့ပတ်သက်လို့တသက်မှတ်ရှိထားဖို့ကိုယ့်ရဲ့ social media အကောင့်မှာ heat of the moment ပူလောင်မှုတွေကူးဆက်စေနိုင်တဲ့အမြင်တွေကိုမမျှဝေဖို့လိုအပ်ပါတယ်။ဗီနီစီယာရဲ့ကစားပုံကြောင့်ပြည်ထောင်ကျူးလွန်ခံရသူတွေရှိတတ်ပါတယ်။အဲဒါကဝင်ကားတိုင်းကြုံတွေ့ရတဲ့ကိစ္စဖြစ်ပါတယ်။သူကတကားရံမှာဒါနဲ့ပတ်သက်လို့စိတ်ခံစားမှုတွေမထိန်ချုံနိုင်ပဲခွန်ကြီးခွန်းငယ်တွေဖြစ်တတ်ပါတယ်။တကယ်တော့လူမျိုးကျွမ်းကျင်တဲ့ defensive ပိုင်းဆိုင်ရာတိုက်ခိုက်ခံရမှုတွေကကိုကသင်ခန်းစာယူပြီးတော့တိုးတက်အောင်ကြိုးစားမှာဖြစ်ပါတယ်။ tactical diving ထိုးတာ overreaction လွန်ကဲတဲ့အမူအရာတွေပြသတာကိုလျှော့ချဖို့လိုအပ်ပါတယ်။ရိုနေရိုလိုဗန်ဇီမာတို့လိုဆိုရင်သူတို့ရဲ့ငယ်ရွယ်စဉ်အချိန်မှာ mentor လက်ဦးဆရာတယောက်ရှိနေခဲ့ပါတယ်။ဒါကနီးပြတယောက်နဲ့မလုံလောက်ပါဘူး။ချုပ်ပြီးပြောရမယ်ဆိုရင်တော့ဗီနီစီယာပေါ်ထောက်ပြလာခဲ့တဲ့ဂါဘီရဲ့စကားတွေကတိုက်ခိုက်မှုမဟုတ်ပါဘူး။ဗီနီစီယာကိုသူက reminder တစ်ခုပေးချင်တာလို့ပဲကျွန်တော်ကတော့မြင်မိကြောင်းပါညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာစုံလီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ